ကျွန်တော်လက်ရှိလုပ်နေတဲ့ company မှာကျွန်တော်ဒီဟာမျိုးလေးလည်းလုပ်ရတယ်ပေါ့နော်ဆိုတော့ဒီဟာက temporary working platform တွေဖြစ်တယ်သူ့ကိုဒီ controller လို့ခေါ်တယ်ပေါ့နော် GONDOLA ဆိုပြီးတော့ခေါ်တယ် controller လို့ခေါ်တာပေါ့အဲ့တော့သူကဘယ်လိုလဲဆိုလို့ရှိရင်အပေါ်ကနေပြီးတော့ဒီကျိုးရည်နဲ့ဆွဲချပြီးတော့ပေါ့နော်ဒီမှာကျွန်တော်လူတွေကအလုပ်လုပ်ကြတယ်ပေါ့လေ cleaning လုပ်တာတွေ maintenance လုပ်တာတွေလုပ်ကြတယ်ပေါ့အဲ့တော့ကျွန်တော်တို့တစ်ခါကြာလို့ရှိရင်ကြတော့ဒီ frame ဒီမှာရှိတဲ့ members တွေကို design လုပ်ပေးရတာမျိုးလည်းရှိတယ်တစ်ခါကြာလို့ရှိရင်ကြတော့သူကဒီဟာတွေကလုံးစံမလို့ဘူးကျွန်တော်တို့ဒီ ready made တွေရှိတဲ့ manufacturer ကလုပ်ပေးထားတာမျိုးတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ support connection တွေပေါ့နော်ကျွန်တော်တို့ဒီမှာအပေါ်ကနေဒီမှာပေါ်မှာ support တွေရှိတယ်ပေါ့အဲ့ဒီဟာတွေအတွက်ကိုတို့ကဒီကနေကျိုးတွေချပြီးတော့ပေါ့နော်အောက်ရောက်တော့မှနောက်ထပ်ကျိုးဖြည့်တာပဲဖြစ်ဖြစ်တစ်ခါကြာလို့ရှိရင်ကြတော့ဒါမျိုး frame ဖြည့်ပြီးတော့ဒီနောက်မှာနောက်ထပ်ကျိုးတကျိုးထက်ဆင်းတာမျိုးတွေဖြစ်ဖြစ်အဲ့လိုမျိုးတွေမျိုးဒါတော့ design ပေါ်မှာဒီလိုတော့မျိုးရှိကြတယ်ပေါ့ဆိုတော့ဒီဟာတွေဆိုလို့ရှိရင်ဒီ frame တွေကကြောက်လဲကျွန်တော်တို့သူတို့ကဟို design လုပ်ထားပြီးသားရှိတာများတယ်ပေါ့နော်ကျွန်တော်တို့ manufacturer တွေက design လုပ်ထားပြီးသားတွေ test လုပ်ထားပြီးသားတွေရှိတာများတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ connection တွေကြတော့ကျွန်တော်ကသူ site ထဲမှာ manually သွားလုပ်ရတာဆိုတော့ဒီ connection တွေကိုကျွန်တော်တို့ design လုပ်ပေးရတယ်အဲ့တော့ဒီဟာတွေကအဲ့ P calculation တွေပါမှပဲသူတို့ကဟိုဒီ installation ဒီအသုံးပြုခွင့်ပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ drawing လေးတွေကိုကျွန်တော်တို့က design လုပ်ပေးရတယ်အဲ့တော့ဒီ drawing လေး design လုပ်တာကြတော့ကျွန်တော်တို့ mechanics ကိုနားလည်မယ်ဆိုလို့ရှိရင်ဒါတော်တော်လေးလွယ်တယ်ပေါ့နော်ဘာမှ trade ချူသိမရှိဘူးအဲ့တော့ဒီမှာကျွန်တော် reaction လေးတွေရှာရမှာပေါ့လေအဲ့တော့ကျွန်တော်ဒီကနေဆိုတော့ဒါမျိုး force ကိုဆွဲထားရတယ်ဆိုလို့ရှိရင်ဒါ10 kNတော့တန်လောက်ရှိတဲ့post တကူဆွဲထားတယ်ဆိုလို့ရှိရင်အဲ့တော့ဒီမှာ reaction လေးတွေပေါ်လာမှာပေါ့နော်သူကဒီ joint တွေကဒါဆိုလို့ရှိရင်ကျွန်တော်တို့က pin connected pin joint လို့ယူဆလို့ရတာပေါ့အဲ့တော့ pin joint ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီကောင် A လို့မှတ်မယ်ဒါ B လို့မှတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ AY เนาะ AX ဆိုပြီးတော့ reaction တစ်ခုရှိမယ်အဲ့ B မှာလည်းကျွန်တော်တို့ BX BY ဆိုပြီးတော့ reaction တစ်ခုရှိမယ်ဒါကကျွန်တော် pin connection ပြည့်စဉ်းစားတာပေါ့အဲ့တော့ဒီမှာကျတော့ကျွန်တော်က reaction ကတော့ဒါ၄ခုဖြစ်နေတယ်အမတိ unknown force က၄ခုဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ဟို menu တွက်မယ်ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့က 2D ဟို frame တစ်ခုနဲ့ယူဆလိုက်တာဆိုလို့ရှိရင်ကျွန်တော်တို့ equation က3ကြောင်းပဲရှိမယ်အဲ့ဒါမဲ့အဲ့ဒါကိုကျွန်တော်ကရိုးရှင်းအောင်လုပ်နိုင်လို့ရတယ်ကျွန်တော်တို့ကတကယ်တမ်းကကြတော့ကျွန်တော်တို့ဒီဒါမျိုး pin connection တစ်ခုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ upper connection ပေါ့နော်ပထမဒီ upper connection ကပဲအဓိက particle force ကိုဆိုလို့ရှိရင်ကျွန်တော် upper connection ကပဲအကုန်လုံးကိုထမ်းသွားတာဖြစ်တယ်အကုန်လုံးကိုထမ်းသွားတာဖြစ်တယ်ပေါ့နော်အကုန်လုံးနီးပါပေါ့တကယ်လက်တွေ့မှာကျတော့ out connection ကလည်းနည်းနည်းလေးတော့ကိုထမ်းပေးမယ်ဒါပေမဲ့ကျွန်တော် analysis မှာကြားလို့ရှိရင်ကြတော့ upper connection ကပဲအဓိကထမ်းတယ်ဟုတ်နော်အဲ့တော့ဒါကျွန်တော်တို့ software တွေသုံးပြီးတော့ analysis လုပ်ကြည့်မယ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲထွက်လာမှာကျွန်တော်တို့ upper connection ကပဲဒီ particle force ကိုထမ်းတယ်လို့ကျွန်တော်ထွက်လာမှာဖြစ်တယ်ပေါ့နော်အဲ့ကြောင့်ကျွန်တော်ကဒီဟာဆိုလို့ရှိရင်A1 ကိုကျွန်တော်တို့ကထည့်မစင်စားဘူးကျွန်တော် A1 ကို0နဲ့ပဲယူဆလိုက်မယ်ပြီးလို့ရှိရင်ဒီ particle force ကိုလုံးကို B1 ကပဲထမ်းတယ်လို့ကျွန်တော်ကယူဆရတယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့လိုမျိုး analysis လုပ်မယ်ပေါ့နောက် AX A1 ကကြတော့ဒါတော့ horizontal ဒီ10 kN အကြောင်းဖြစ်တဲ့ moment ကိုဒီ AX BX ကနော် AX BX ကဒါ carbon နဲ့ပြန်ထမ်းမှာပေါ့နော်ဒီပမာဏတူပြီးတော့ direction ဆန့်ကျင်တဲ့ carbon နဲ့ပြန်ထမ်းမှာဒါဆိုတော့စဉ်းစားကြည့်လို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ force ကြောင့်ဆိုလို့ရှိရင်ဒီ AX ကတော့ဒီဘက်ကိုသွားမယ် B1 ကကျတော့ကျွန်တော်ဒီဘက်ကိုသွားနိုင်တယ်ရှိတယ်ဒါဆိုသူဒီတစ်ခုက direction က AX နဲ့ BX နဲ့က direction ဆန့်ကျင်ရမှာပေါ့နော်အဲ့တော့ okay အဲ့ဆိုကျွန်တော်တို့ကဒီမှာ point နဲ့ point မှာကျွန်တော်တို့ moment ကောက်လိုက်မယ်ဆိုလို့ရှိရင်ဒီ AX နဲ့ BX နဲ့ပို့ရလာမှာအဲ့တော့ကျွန်တော် AX မှာ B မှာပဲကောက်လိုက်မယ်ဆိုလို့ရှိရင် summation of moment MB ဆိုလို့ရှိရင်ကျွန်တော်တို့က AX တောင်မှဖြတ်လာမှာဖြစ်တယ်အဲ့တော့ AX ရပြီဆိုလို့ရှိရင်ကျွန်တော် BX နဲ့ AX နဲ့ကBX ဆိုပြီး -AX ပဲ
ဒါဆိုလို့ရှိရင်ကျွန်တော် AX ရ BX လေးရပြီအဲ့တော့ B1 ကကြာလို့ရှိရင်တော့ဘောကဘာဒီကေဒီ load ကိုအကုန်လုံးထမ်းမယ်ပေါ့နော်အဲ့တော့10 kN ဖြစ်မယ်အဲ့လိုရမှာဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ရှားရတာတော်တော်လေးလွယ်တယ်ပေါ့နော်